အားလုံးပဲမင်္ဂလာပါရှင်။ခမင်းမင်စီရဲ့အိမ်ချက်ဝက်ဥကျွေးမှုလေးဆက်စားဖြစ်လို့ပြန်လဲမျှဝေတာဖြစ်ပါတယ်ရှင်။ဝက်ဥအနှစ်ကတော့ဝါနေရင်ခွဲပြီးရေဆေးမှာအခါပြောက်မှာဖြစ်ပါတယ်ရှင်။ဒါကတော့အနှစ်အချူရောင်ဖြစ်တဲ့အတွက်ခွဲပြီးရေဆေးဖို့တော့မလိုပါဘူးရှင်။ဝက်ဥဆေးတဲ့အခါမှာတော့ဆန်မုံ၊ပဲမုံ၊စား၊ရှာလကာရီရိုးနဲ့အကျွဲပြောင်အောင်အရင်ဆေးပေးဖို့လိုပါတယ်ရှင်။ကျမကတော့ဆန်မုံနဲ့ဆေးပေးထားတာဖြစ်ပါတယ်။ဆေးပြီးသားဝက်ဥတွေကိုတော့ရွံ့ရွေးဆူဆူထဲမှာစပလင်းအနှဲငယ်ထည့်ပြီး9မိနစ်ခန့်ပြုတ်ပေးရမှာဖြစ်ပါတယ်ရှင်။ပြုတ်ပြီးရလာတဲ့ဝက်ဥတွေကိုတော့ရေသေးချဆေးပြီးညှက်ထားပေးလိုက်ပါတယ်ရှင်။ဟင်းချက်ဖို့အတွက်ကတော့ဂျင်း၊ကြက်သွန်အဖြူ၊ကြက်သွန်အနီနဲ့ခရမ်းချင်ပြီးနှလုံးကိုအသုံးပြုထားပါတယ်ရှင်။အနံလေးမွေးစေဖို့အတွက်ပြင်းတော်သိမ်းကိုလည်းအသုံးပြုထားပါတယ်။ဒီနေရာမှာအယောင်လေးလှစေဖို့အတွက်ငရုတ်သီးအတောင်ကိုထောင်းပြီးချက်ထားတာဖြစ်ပါတယ်။ထောင်းထားတဲ့ငရုတ်သီးဂျင်းကြက်သွန်အဖြူအနီတို့ကိုစီးတက်ပေးရမှာဖြစ်ပါတယ်။စီးတက်ပြီးတဲ့အခါမှာတော့ပြင်းတော်သိမ်းကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြင်းတော်သိမ်းအနံလေးမှုေးလာတဲ့အခါမှာတော့အရသာအတွက်စားငပြာရည်ဟင်းသီးရွက်မှုအနည်းငယ်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ညှက်ထားတဲ့ဝက်ဥနဲ့ခရမ်းချင်သီးတွေကိုထည့်ပြီးတဲ့အခါမှာနာနာလေးလုံးပေးဖို့လိုပါတယ်ရှင်။ဝက်ဥဖြစ်တဲ့အတွက်ရေများများနဲ့ကြက်အောင်ချက်ဖို့တော့လိုပါတယ်ရှင်။အလဲရတာနဲ့ပြည်စုံပြီးခမင်းမိန်စီတဲ့အိမ်ချက်ဝက်ဥကျွေးဟင်းလေးရပါပြီရှင်။စားကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။